ပွင့်တလားပိတ်တလားအခုကဘာပေါ်မှာအရေးကြီးဆုံးရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ Hormuz ရေကြားတဲ့ပတ်သက်ပြီးအားလုံးမင်းနေကြတဲ့မိကုံကဓာပါပြီအီရန်ဘက်ကတော့ဖွင့်တယ်လို့ပြောလိုက်ပြီးအမေရိကန်ကတော့ခဏလေးဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ကဲအဲ့တော့တကယ်တမ်းမှာဘာတွေဖြစ်နေတာလဲဒီကိစ္စကိုအတူတူအသေးစိတ်ကြည့်လိုက်ကြရအောင်အစတော့အားလုံးဟာဟင်းကနေတပြန်ချနိုင်မယ်တရင်ကောင်းတစ်ခုထပ်လာတယ်လို့ထင်ခဲ့ကြတာပေါ့အီရန်နိုင်ငံရဲ့ဝန်ကြီးဌာနကနေပြီးတော့လေHormuz ရဲ့လက်ကြားကိုကုန်သွယ်ရေးရန်အားလုံးဖြတ်သန်းသွားလာဖို့လုံးဝဖတ်လိုက်ပါပြီလို့တရားဝင်ကြေညာလိုက်တာကိုအဲ့ဒီအချိန်မှာတော့ကမ္ဘာကုန်သွယ်ရေးအကြီးဆုံးအချက်ထားကြီးတစ်ခုပြည့်လဲသွားပြီပေါ့အဲ့လိုတော့အားလုံးကမျောလင့်ခဲ့ကြတာကဲအပိုင်းတဲ့အနေနဲ့ဒီအချက်အတဲကြီးဘလို့ပွင့်သွားတယ်ဆိုတာကိုကြည့်အောင်အီရန်ရဲ့အကြေညာချက်ကပါလဲပြီးတော့အဲ့ဒီအကြေညာချက်မှာဘလို့စီကံချက်တွေပါလာတယ်လဲဒါလေးတွေကိုရင်ဆွဲကြည့်လိုက်ကြတာပေါ့အီရန်ကဖွင့်တယ်လို့တော့ပြောလိုက်တယ်ဒါပေမဲ့ဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိနေအဲ့ဒါကဘာလဲဆိုတော့ဒီဖွင့်လှစ်မှုမှာတက်တန်းကုံစုံရပါလာတာပဲအပြစ်အခက်ရက်စဲရဲ့ကြန့်ရှိတဲ့ကာလအတွက်ပဲကျုံးဝင်မယ်လို့ဆိုပါတယ်အခုကအစ္စရေးနဲ့လက်ဘနွန်ကြားမှာ10ရက်ကြာအပြစ်အခက်ရက်စဲရဲ့လွတ်ထားတဲ့အခြေအနေနဲ့တိုက်ဆိုင်နေတော့အီရန်ဘက်ကတော့ဒါကိုငင်းချမ်းရဲ့အတွက်စေတနာပြလိုက်တဲ့ပုံစံမျိုးနဲ့ပုံဖော်ထားတာပေါ့ဒါပေမဲ့ရှင်းနေတာတစ်ခုကတော့ဒါဟာအမဲတမ်းမဟုတ်ဘူးယာယီအခြေအနေတစ်ခုပဲဆိုတာပါပဲโอเคအဲ့ဒါကအီရန်ဘက်ကအခြေအနေအဲ့တော့အမေရိကန်အိမ်ပြည်တော်ကတော့ဘယ်လိုတုံ့ပြန်လဲအပိုင်းထဲမှာအဲ့ဒါကိုကြည့်အောင်သူတို့ရဲ့တုံ့ပြန်မှုကစိတ်ဝင်စားဖို့ကောင်းတယ်ဂျေစုတင်စကားနဲ့စပြီးတော့နောက်ကနေအကြီးကြီးတစ်ခုကပ်ပါလာတယ်အစကတော့အားလုံးအန်တော်သွားကြတယ်သမ္မတထရန်စီကအကောင်းမြင်တဲ့တုံ့ပြန်မှုမျိုးထွက်လာတယ်လေရိုးရိုးလေးပဲအီရန်ကိုဂျေစုတင်ပါတယ်တဲ့အားလုံးကဟာဒီမှာမို့လီရောသွားပြီလားပေါ့အဲ့လိုတောင်တွေးလိုက်ကြသေးတယ်ဒါမဲ့အဲ့လိုတွေးလို့တောင်မဆုံးသေးဘူးခဏလေးအတွင်းမှာပဲအခြေအနေတစ်ခုလုံးကိုပြောင်းပြန်လန်ပစ်လိုက်မဲ့စကားတစ်ခွန်းချွင်းချက်တစ်ခုထပ်လာခဲ့ပါတယ်ဒီမှာနေမဲ့ကစားဝါကပေါ်လာတာပဲသမ္မတထရမ့်ကဘာပြောလဲဆိုတော့ဒါပေမဲ့တော့အီရန်နဲ့ပတ်သက်တဲ့ရေးတာပိတ်ဆို့မှုကတော့ကျွန်တော်တို့ရဲ့အပေးယူတစ်ခုပြောရင်ဘတော်တူညီချက်တစ်ခုပေါ့အဲ့ဒါတရားရကုန်ဖို့မိချင်းအပြေးဝဆက်ရှိနေဦးမှာလို့ဆိုပါရဲ့အဲ့တော့ဆိုလိုရင်းကရှင်းလေးပဲရေရကြကဖွင့်နေတာပြောတာအီရန်မှာပြင်းမှတ်ထားတဲ့အမေရိကန်ရေရပိတ်ဆို့မှုကတော့ရှိမြဲရှိနေတော့ပဲဆိုတဲ့သဘောပါပဲအဲ့တော့အခြေအနေကတော်လေးကိုရှုပ်ထွေးသွားပြီကွဲလက်ချက်ကရှင်းရှင်းလင်းလင်းကြီးကိုဖြစ်နေတာတစ်ဖက်မှာအီရန်ကရေလက်ချက်ကလုံးဝပွတ်တယ်လို့ထင်ကြတယ်နောက်တစ်ဖက်မှာကျတော့အမေရိကန်ကပွတ်တယ်ဒါပေမဲ့အီရန်တက်တော့မဟုတ်ဘူးငါတို့ပိတ်ဆို့မှုကဆက်ရှိနေတော့ပဲလို့ပြောနေတယ်အဲ့တော့ဒီလိုခြေနေကတကယ်လက်တွေ့မှာဘလောက်တောင်တင်ပါပြီးအန်ဒီရများနေလဲဆိုတော့ကိုရှင်းရှင်းလင်းလင်းကြီးမြင်တာစေပါတယ်ကောင်းပြီဒီလိုနိုင်ငံရဲ့အရာအပြန်လန်စကလုံးတွေနဲ့တိုက်ခိုက်နေကြတဲ့အချိန်မှာတကယ်လက်တွေ့စီးပွားရေးလောကကရောဈေးကွက်တွေကရောဘလို့တွန့်ပြန်တယ်လဲအပိုင်းထုံးမှာတော့ဈေးကွက်ငွေချင်းနဲ့ဒီနောက်ွယ်ကရည်ရွယ်ချက်တွေကိုကြည့်ကြအောင်တတင်းတင်ထွက်လာပြီးတော့နဲ့ချက်ချင်းပဲ West Texas Intermediate လို့ခေါ်တဲ့ WTI ရေနံစိမ့်စင်းနှုန်းကလေတမ်းပြီးတော့ကိုစနစ်တက်သမား19%ထိုးကြတော့တာတို့များတဲ့ပမာဏနော်ဈေးကွက်ကဘလောက်တောင်ထိလွယ်ရှယ်လွယ်ဖြစ်နေလဲဆိုတော့ပြလိုက်တာပဲတွန့်ပြန်မှုကအရာကိုများပြီးပြင်းထန်နေတယ်ဒါပေမဲ့ဒီဈေးကြသွားတာကဇလန်းရဲ့တပိုင်းပဲရှိသေးတယ်ဟုတ်တယ်ဈေးကတစီကို$73လောက်ထိတော့ပြန်ကျတော့ဒါပေမဲ့ပฏิပတ်ခါရီမဖြစ်ခင်က$65လောက်ပဲရှိခဲ့တာလေအဲ့တော့အခုဈေးကအရင်ကထက်အများကြီးမြင့်နေကုန်မယ်ဒါကဘာကိုပြနေလဲဆိုတော့ဈေးကွက်ကဒီချင်းနေပေါ်မှာစစ်အေးလေးလုံးဝမရှိသေးဘူးအရန်ကိုစိုးရိမ်နေတော့မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပဲအဲ့တော့ခုနကသမ္မတထရန့်ပြောသွားတဲ့အပေးယူဆိုတာကြီးကဘာလဲဒီသတင်းကောင်းတဲ့နောက်ွယ်မှာဘလို့လျှို့ဝှက်သဘောတူညီချက်တည်ရှိနေတာလဲအဖိုင်းလေးမှာဒီကိစ္စကိုနည်းနည်းအတွင်းကျကျကြည့်လိုက်ကြရအောင်တတိနေထွက်နေတာကတော့အမေရိကန်နဲ့အီရန်ဟာနောက်ွယ်မှာစာမျက်နှာ3မျက်နှာပါငင်းချမ်းရေးအစီအစဉ်ဆိုတာတစ်ခုကိုရွတ်ဖွဲ့ဆွေးနွေးနေကြရလို့ဆိုပါတယ်လက်ရှိဖြစ်နေတဲ့ပြည်ပခါတွေရောသူတို့ရဲ့နျူကလ িয়ার ကိစ္စကိုပါဖြည့်ရှင်းလို့စ조사နေကြတာပေါ့အဲ့ဒါကပဲသမ္မတထရန့်ပြောနေတဲ့အပေးအယူဆိုတာရဲ့အဓိကနေသားရဖြစ်ပုံရပါတယ်ကဲဒီရိုးဝက်အစီအစဉ်ထဲမှာဘာတွေပါလဲဆိုတာကိုတစ်ချက်ချင်းကြည့်လိုက်ရအောင်အဓိကအပြင်အချက်၄ချက်ရှိတယ်လို့ဆိုပါတယ်နံပါတ်1အမေရိကန်ကထိန်းသိမ်းထားတဲ့အီရန်ပိုင်ဆိုင်မှု$ဘီလီယံ20ကိုပြန်လွှဲပေးရမယ်နံပါတ်2အီရန်ကသူ့မှာရှိတဲ့အဆင့်မြင့်တန့်စင်မိသားယူရေနီယံတစ်စိတ်တစ်ပိုင်းကိုတတိယနိုင်ငံတစ်ခုကိုလွှဲပြောင်းပေးရမယ်နံပါတ်3ဂျန်နေသေးတဲ့ယူရေနီယံတွေကိုတော့အီရန်နိုင်ငံထဲမှာပဲဒါပေမဲ့နိုင်ငံတကာရဲ့ကြီးကြပ်မှုအောက်မှာအဆင့်လျှော့ချပေးရမယ်
နောက်ဆုံးနံပါတ်၄ကတော့အီရန်ဟာသူ့ဒေသနာတပ်ပေါင်းမှုတွေတော့ဆက်ထားခွင့်ရှိမယ်ဒါပေမဲ့နျူကလ িয়ার စိတ်ရုံအားလုံးကိုလျှို့ဝှက်မြေအောင်မှာမဟုတ်ပဲလူမြင်ဝဲမြေပေါ်မှာပဲတည်ဆောက်ရမယ်ဆိုတဲ့အချက်ပါပဲ အဲ့တော့အခုအထိကြီးလာခဲ့တာလေအရာရှေ့ဆက်ရမယ့်ခရီးကတော်တော်လေးကိုမရေမရာဖြစ်နေတော့မယ်ဆိုတာတွေ့ရမှာပါအလောင်းအစားကလည်းအရန်ကြီးတယ်အဖြစ်မရှိသေးတဲ့မိခွန်းတွေကလည်းအများကြီးပဲအပိုင်း9မှာအဲ့ဒီအကြောင်းကိုဆက်ပြကြည့်လိုက်အောင် အထူးသဖြင့်လာမယ့်ရက်အနည်းငယ်ကအဆုံးအဖြစ်ပေးလိမ့်မယ်အားလုံးစောင့်ကြည့်နေရမယ့်အချိန်စရာလေးတွေရှိတယ်လာမယ့်တနင်္ဂနွေနေ့မှာပါကစ္စတန်မှာအမေရိကန်အီရန်ဒုတိယအချိန်ဆွေးနွေးပွဲရှိတယ်လို့သတင်းတွေထွက်နေတယ်ပြီးတော့နောက်ဆက်ရက်က Israel Lebanon အဖြစ်ခက်ရက်စရေးကာလာပါအရေးကြီးဆုံးကတော့လာမယ့်အင်္ဂါနေ့27ရက်နေ့မှာအမေရိကန်နဲ့အီရန်ကြားကအဖြစ်ခက်ရက်စရေးထပ်တန်းကုန်ဆုံးမှာပါအဲ့ဒီရက်ဒီမှာအခြေအနေကပိုဆိုးသွားမလားဒါမှမဟုတ်အဖြစ်တစ်ခုကိုထွက်လာမလားဆိုတာကိုအားလုံးကရင်တမမနဲ့စောင့်ကြည့်နေရမှာပါဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းကြီးတစ်ခုကြံခဲ့ပါတယ်အခုကျွန်တော်တို့မြင်တွေ့နေရတာတွေကတကယ့်ကိုငြိမ်းချမ်းရေးစီဥတည်နေတဲ့အောင်မြင်မှုတစ်ခုရဲ့အစလားဒါမှမဟုတ်နှစ်ဖက်စလုံးကအများပြည်သူရှေ့မှာတယောက်ကိုတယောက်ဖိအားပေးရင်းကစားနေကြတဲ့အလောင်းအစားကြီးတဲ့နိုင်ငံရေးနီးပြူဟာတစ်ခုပဲလားရှေ့ဆက်ဖြစ်လာမယ့်အခြေအနေတွေကပဲဒီမေးခွန်းရဲ့အဖြေကိုပေးသွားမှာပါပဲ